လိုကရုံးမျိုးကိုကိုးကွယ်နေတဲ့ကောင်တွေကလည်းရှိသေးတယ်ဗျာနော်လက်ဖြားခြေဖြားအဖျားရှိနေမြအဖျားအကုန်ခါတယ်နော်စဉ်းစားကြည့်ဒီလိုကရုံးမျိုးကိုကိုးကွယ်တဲ့လူတွေဗျာဘလို့စိတ်နဲ့ကိုးကွယ်ပြီးတော့ဘလို့စိတ်နဲ့များယုံကြည်လေးစားကိုးကွယ်နေကြတယ်ဆိုတာစဉ်းစားလို့မရဘူးနော်လူတို့ကိုလည်းတက်ဖြတ်နေတဲ့စစ်ကောင်စီကိုနော်အဘေးအမြောက်လုပ်တယ်သူကိုယ်တိုင်လည်းပြူစောတိတွေမွေးတယ်ဒလန်တွေမွေးတယ်လူတို့ကိုဒလန်ဆိုပြီးဆွဲတယ်တတ်တယ်ဖြတ်တယ်နော် PDF ဆိုပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဆိုပြီးတော့တရင်မားတွေပေးပြီးတက်ဖြတ်တယ်ဒီလိုဖျားရည်ခြုံထားတဲ့ဖျားသားတော်ပါလို့နာမည်ခံထားတဲ့ပေါက်ကတုံးကိုကိုးကွယ်နေတဲ့လူတွေလည်းကိုယ့်ဘောင်ကိုစင်ကျင်သုံးသက်ကြပါမပီကိုတာယာစေရမိတ်ဆာနေနာအာနာရှင်ကိုတော်လာနေရမိတ်ဆာနေနာညင်ညင်ညာညာမောင်းထုံးမဲ့မိတ်ဆာနေနာအားလုံးပဲမင်္ဂလာပါခင်ဗျအောင်မန်းညို YouTube channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တော်လည်းပြပြည်သူညီကောင်မောင်တို့နဲ့အတူတူကြည့်မယ် reaction video ကတော့စစ်ကောင်စီဘက်မှာနော်လူလူကိုတက်ဖြတ်ဖို့အတွက်ဘိုင်းဝနှိုးစော်နော်သူကိုယ်တိုင်လည်းလူလူကိုတက်ဖြတ်ဖို့အတွက်စူးစမ်းအားထုတ်နေတဲ့အများသိတဲ့ပေါက်ကတော့ဒါပေမဲ့ကျွန်တော်ကတော့အခုဗီဒီယိုတစ်ခုကိုကြည့်ထားတဲ့အချိန်မှာပေါက်ကတော့ပေါက်ကတော့မဟုတ်တော့အချောက်ကတော့ဖြစ်သွားပြီအချောက်ကတော့ဖြစ်သွားပြီရီရတယ်တော်တော်ရီရတယ်အဲ့တော့တော်လည်းမိဘပြည်သူကြီးကိုမောင်နှမတွေနဲ့အောင်မညွတ်တယ်ဒီလိုကြည့်လိုက်အောင်နော်ကဲမျိုးတွေဒီညတော့စောစောအိတ်မယ်ဗျာနော်ဒီညတော့စောစောအိတ်မယ်စောစောအိတ်ဒီည9လပိုင်း7ရက်2026ညပိုင်းတော့ကျမ်းမာရေးတိတ်မကောင်းဘူးဗျာကျမ်းမာရေးတိတ်မကောင်းတေတော့မှတေတော့မှနော်တေတော့မှအဲ့တော့ပြောချင်တယ်ဟိုကွန်မန်ဒိုတွေတိုင်းပြည်ရဲ့တွေ့ရအောင်ကွန်မန်ဒိုတွေထောက်ပံ့လို့ဟိုးကနိုင်ငံဘာပြောရဲငါပေါက်ကိုတော့တဲ့ဖတ်တူလို့ခယူးခုံနဲ့ခယူးဖင်ကျိုးရုံပဲရှိမှာပေါ့တဲ့ဟုတ်လားတခုပဲမြင်တဲ့အတိုင်းနော်မိတ်ကတ်တွေလိမ့်ထားတာလားဝတ်ထားတော့ဖျားရည်ချုံတင်ကိုင်းဝတ်ထားတယ်မိတ်ကတ်တွေလိမ့်ထားတာလားဒါမှမို့လို့ရှိရင် TikTok မှာမို့လို့အဖတ်ထည့်ထားလားတော့မသိဘူးနှခမ်းညီတွေနဲ့မျက်နှာတွေကဂလိုးနေတယ်ဖုံးကြီးတယ်နော်အဲ့ဒါဖုံးကြီးတဲ့အဲ့ဒါကြောင့်မို့ပြောရတယ်ပေါက်ကတော့မဟုတ်တော့အချောက်ကတော့ဖြစ်သွားပြီလို့စက်ကြည့်လိုက်အောင်အဲ့တော့ပြောလိုက်ခြင်းနဲ့ငါညီတို့စောင်းထိုင်တဲ့အတိုင်းခြင်လေးမဟုတ်ဘူးစောင်းထိုင်တဲ့အတိုင်းခြေလေးကိုမထင်နဲ့ကြလားဟုတ်တယ်သူပြောတဲ့အတိုင်းပဲစောက်တိုင်ထိုင်တဲ့တိုင်ခြေသေးမဟုတ်ဘူးတဲ့အချို့ခြေသေးတွေကလေးပတ်ကြီးထောက်ပြီးဖင်းကုန်းပြီးသွားတာနော်ဟုတ်တယ်မလားအချို့ခြေသေးတွေကလေးပတ်ကြီးထောက်ဖင်းကုန်းပြီးသွားတာနော်သူတို့ readyကျုံးလို့ရအောင်လို့အဲ့လိုသွားတယ်ဆိုတာကိုပြောချင်တာနော်ပေါက်ကတော့စောက်တယ်လေချက်ပြောနေတယ်အဲ့လိုကြည့်မယ်နော်ဆောင်းထိုင်ရင်ဖားတွေကလည်းထိုင်နေမင်းတို့ကလည်းချိန်လေးတော့ဖြစ်မဲ့မထင်ပါဘူးကွာဖြစ်ရင်လည်းမင်းတို့ကဖားဆိုတော့အချိန်တိုင်းရင်ရိုက်ခံတာပဲအချိန်တိုင်းဖားဆိုတာကြီးရွက်လေးနဲ့အုပ်ရှုရွက်လေးနဲ့ချက်စားတဲ့ဟင်းဝဲတဲ့ရောက်သွားတာပဲကွာနော်မင်းတို့ကိုတွေ့လားစပြီးတော့အောင်မန်းညိုပြောတဲ့ကပေါက်ကတော့မဟုတ်တော့အချောက်ကတော့ဖြစ်သွားပြီဒီအချောက်ကတော့ကပုံမှန်အားဖြင့် LGBT တွေရှိတဲ့အထဲမှာတော့အဲ LGBT ထဲမှာတော့မပါတဲ့ကတော့အချောက်ကတော့ဘာလို့လဲဆိုတော့စကားကိုညခဏနဲ့ရွဲ့ဆောင်းပြီးတော့ပြောနေတာနော်ဒီလိုအချောက်ကတော့မျိုးတက်နဲ့လို့တခါမှမမြင်ဘူးဖားလို့မလားမွန်းတင်လို့ပြောတာပါအဲ့ဒါကဒုမနာမသားလေးတယောက်အတွဲပပကဩဝါဒပြရတာတူကပေါက်ကိုတော်နဲ့ဒီမှာကိုဖမ်းမှုစီစဉ်မိပြီအဲကြောင့်ထင်တယ်ဖျားတဲ့ထဲနားကြောင့်ဖျားသွားလားမသိဘူးနော်အဲကြောင့်ထင်တယ်ဖမ်းမယ်ဆိုလို့ပေါက်ကိုတော်ဖျားသွားလားကြောက်သွားလားမသိဘူးနော်ဟုတ်အဲ့ဒါပေါက်ကိုတော်နဲ့ပုတုမကိုဖမ်းမိဖို့အတွက်လုံနေပြီဆိုတဲ့ဟာတော့အမေသူ့ကိုသူဖျားသွားတယ်လို့ကြောက်သွားတယ်လို့ရွဲ့ဆောင်းပြီးတော့နော်ယောက်ျားကြီးတံမဲ့ဖျားတင်ငန်းအရင်ခြုံထားပြီးတော့မိမ့်မလို့မိမ့်မရပြောနေတဲ့အချောက်ကတော့နော်ပြောတာမမားနေဘူးတကယ်အချောက်ကတော့ဟမ်ဟုတ်ကဲ့
တိန်းတစ်ထောင်ထုတ်လိုက်တိန်းနှစ်ထောင်ထုတ်လိုက်တိန်း900ထုတ်လိုက်အမျိုးမျိုးခုဖမ်းလိုက်တယ်နော်တကယ်ဖမ်းမယ်ဆိုရင်ထိုင်းနိုင်ငံတို့ဘယ်ဟိုကပြည်ပနဲ့အောမနေနဲ့မင်းတို့ပြောတဲ့ဒေါ်လာရေးတူရဲကောင်းနေတယ်ပေါ့အဲ့မှာလာပြီးမှနေပါလားလာမကြဘူးနော်ဝစ်ဆိုတာနောက်ဘဝမကူလာမှာနော်စိန်ခေါ်တဲ့အတိုင်းလာလိုက်မယ်အချောက်ကတုံးတတိတော့ကြက်ထားနေနော်အချောက်ကတုံးဒီမှာနေပါလားနော်လာပြီးမှရောနေကြလားအဲ့ဒါမှပြေပါတဲ့ကနေဟောင်းနော်ပြေရင်းကနေဟောင်းပြေပါကနေမဟောင်းနဲ့နော်စင်မောကတူကခွေးမကြောက်ဘူးဒုမနာမသားလေးရဲ့နော်အဲ့ဒါကဘုန်းကြီးပြောနေတဲ့စကားဘုန်းကြီးလို့သူ့ကိုယ်သူတင်ငန်းရင်ခြုံထားပြီးတော့သူ့ကိုယ်သူပေါက်ကိုတော့လို့ပြောနေတဲ့ကတုံးပြောနေတဲ့စကားနော်ဒုမနာမသားဆိုတောက်လျှောက်သုံးနေရနော်ဒါပေါက်ကတော့အချောက်ကတုံးဖြစ်သွားပြီဆိုအောင်မင်းညပြောတာမလုံဘူးနော်ဒီကိုပပဩဝါဒပေးတာသူ့ကိုပပနောက်တစ်ချက်ကတော့ဦးစင်ကိုဒီနေ့လာရောက်ပြီးမှနော်ခိုင်းနဲ့ပတ်သက်တယ်ဆိုတာခင်ဗျားတို့ကကိုဟိုင်းကားမှဖွင့်ပါပောက်ကူတော်နဲ့မဆိုင်ဘူးအဲ့နဲ့ခင်ဗျားတို့ကဟုတ်လားကျုပ်ကဆူတောင်းတယ်ဘောကဆက်တိုင်းလို့ပတ်တဲ့ဖြစ်ရပါစေလို့ပတ်တဲ့ဖြစ်ရပါဟုတ်လားခင်ဗျားတို့ကြိုက်တယ်လို့ဖွင့်ဟုတ်လားဒီနေ့ဒါပေါက်ကူတော်လှူခဲ့တယ်ဆိုရင်မှလည်းခင်ဗျားတို့ဝါဒမဖြစ်နဲ့နော်ပေါက်ကူတော်ကလူလာလည်းမယူတယ်လို့ပဲဟာမှလည်းမယူလိုက်သူကလူလာတွေမယူဘူးနော်သူပေါက်ကူတော်ဆိုပြီးတော့ပေါက်တစ်ခွင်မှာစစ်ခွဲတွေမွေးထားပြီးတော့ပြည်သူဘန်နာပြည်သူအိုးအိမ်စီးစိမ်တွေကရတဲ့ပတ်စံတွေနဲ့နေနေတာနမလို့6ကရုံအ6ကရုံပြောလို့ရှိရင်တော့ဟိုလူကအလူမခံပါဘူးတချို့ဗီဒီယိုကြတော့ပေါက်ကတော့အလူထဲတဲ့လူတွေမှအများကြီးအခုကြတော့အလူမခံပါဘူးပြောတယ်အမျိုးမျိုးအဲ့ဒါကြောင့်မို့နော်တကယ်စကားကိုဟိုအခုဂျိုးပြောမိုးပြောတကယ်တော်တော်မယူလိုက်ဘူးဒါပေမဲ့ပေါက်ကတော့ဘာကြောင့်ပြောတာလဲဆိုရင်ဒီလွှားတဲ့သူစီကိုကျတော့လူမဆက်ဆံလို့မဟုတ်လားဟိုမှာကျတော့ဒါအမျိုးမျိုးပေါ့ဗျာဒီသူကဟုတ်လားမန်းလေးမျိုးဆိုတာကဒါပြောရအောင်ပတ်တဲ့ကြတစ်မျိုးမပတ်တဲ့သူကြတစ်မျိုးပြောလို့မကျေနပ်လို့ပြောတာနော်မကျေနပ်လို့ပြောတာနော်တကာကြီးတို့ပေါက်ကိုတော့တော့လှူလိုက်ရင်ဖြစ်ပါတယ်ဘာညာဆိုပေါက်ကိုတော့အချိန်မဲ့နေမဲ့မဟုတ်ဘူးကြလားဒါလေးလည်းတိစီချင်နောက်တစ်ခုကရွှေတော့မှာတဲ့ပေါက်ကိုတော့တတ်ဖို့တဲ့ဟုတ်လားကချင်တယောက်ပေါ့နော်ဟိုတို့ကဗဖိုးတွေဖန်ခံတဲ့ကချင်အဲ့တော့နော်တော်လာမျိုးပြည်သူညီကိုမောင်မလည်းကြည်ပြီးလောက်ပြီနော်အခုဒီမှာဒီလိုကြီးလိုက်တဲ့အတွက်အဲ့တော့စကားတွေအစားဆုံးမှကြီးလိုက်ပါနော်တင်ငန်းဝတ်တဲ့ဖျားသားတော်ဆိုတာယောက်ျားနော်ယောက်ျားကောင်းယောက်ျားမြတ်တွေဟိုဖြစ်တယ်ဝိခတယ်နော်အခုဒီကောင်ကတင်ငန်းတော်ဝတ်ထားတယ်စကားကိုမိမလို့မိမရပြောတယ်နော်ရွက်တယ်လို့စောင်းတယ်လို့ပြောတယ်တကယ်ဘယ်လိုယောက်ျားလို့တော့ခေါ်လို့မရတဲ့တကယ်အောင်မင်းတို့ပြောတဲ့6ကတုံးဆိုတာမမှားဘူးလုံးဝမမှားဘူး 100% မှန်တယ်နော်မိခက်တွေလိမ့်တာတွေစကားတွေခဏနဲ့ပြောတယ်ဒီလိုကတုံးမျိုးကိုကိုးကွယ်နေတဲ့ကောင်တွေကလည်းရှိသေးတယ်ဗျာနော်လက်ဖြားခြေဖြားအဖျားရှိနေမြအဖျားအကုန်ခါတယ်နော်စဉ်းစားကြည့်ဒီလိုကတုံးမျိုးကိုကိုးကွယ်တဲ့လူတွေဗျာဘလို့စိတ်နဲ့ကိုးကွယ်ပြီးတော့ဘလို့စိတ်နဲ့များယုံကြည်လေးစားကိုးကွယ်နေကြတယ်ဆိုတာစဉ်းစားလို့မရဘူးเนาะလူတို့ကိုလည်းတက်ဖြတ်နေတဲ့စစ်ကောင်စီကိုเนาะအဘေးအမြောက်လုပ်တယ်သူကိုယ်တိုင်လည်းပြူစောတိတွေမွေးတယ်ဒလန်တွေမွေးတယ်လူတို့ကိုဒလန်ဆိုပြီးဆွဲတယ်တတ်တယ်ဖြတ်တယ်เนาะ PDF ဆိုပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဆိုပြီးတော့သတင်းမှားတွေပေးပြီးတက်ဖြတ်တယ်ဒီလိုဖျားရည်ခြုံထားတဲ့ဖျားသားတော်ပါလို့နာမည်ခံထားတဲ့ပေါက်ကတုံးကိုကိုးကွယ်နေတဲ့လူတွေလည်းကိုယ့်ဘောင်ကိုစင်ကျင်သုံးသက်ကြပါနော်အဲ့တော့အခုအာချောင်နေတဲ့အချောက်ကတုံးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တော်လှန်ရေးညီကိုတွေလည်းအခွင့်တာရင်တာတယ်လို့စိန်ခေါ်နေတဲ့အချောက်ကတုံးကိုကျုံးပေးလိုက်ကြအောင်နော်အဲ့တော့ YouTube channel မှာကြည့်နေတဲ့တော်လှန်မိဘပြည်သူညီကိုမောင်နှမတွေလည်းတယောက်တစ်ခွန်းစီရောက်တော့ဝင်ပြောသွားအချောက်ကတုံးကိုနော်အဲ့တော့ကျွန်တော်ရဲ့အောင်မန်းYouTube channel မှာကြည့်ရှုနေတဲ့တော်လန်မိဘပြည်သူညီကိုမောင်နှမတဦးတယောက်ချင်းစီတိုင်းကောင်းသောအိပ်ဆက်ခြင်းနဲ့အိပ်ဆက်နိုင်ပြီးကောင်းသောနှုတ်ထခြင်းနဲ့နှုတ်ထနိုင်ကြပါစေလို့ဆုမကောင်းတောင်းရပါတယ်အာနာရှင်စနစ်အမြန်ဆုံးကြာရှုံးပါစေ
ကိုတာယာစေတာမိစ္ဆာနေနာအာနာရှင်ကိုတော်လာနေတာမိစ္ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိစ္ဆာနေနာညမပြီကိုတာယာစေတာမိစ္ဆာနေနာအာနာရှင်ကိုတော်လာနေတာမိစ္ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိစ္ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိစ္ဆာနေနာညီညီညာညာမောင်းထုံးမဲ့